ဒါပေမဲ့ကျွန်တော်ညီကိုမောင်မတဲ့အားလုံးကျွန်တော်ပြောမယ်ယုံကြည်ခြင်းမမှန်ရင်ဘဝကဘယ်မှမရောက်ဘူးဟန်ဆောင်မှုနဲ့ပြည့်နေဘဝကြီးဟန်ဆောင်နေရတာအစင်ပြေတယ်လို့ဘာလို့နဲ့ဟန်ဆောင်နေရတဲ့ဘဝဒါပေမဲ့အထဲမှာပူနေရတာအဲ့ဒါကြီးစိတ်ညစ်စရာကြီးကျေးဇူးတော်ကြောင့်မှန်စွာယုံကြည်တတ်တဲ့နေရာနဲ့စပြီးတော့ကျွန်တော်မှာဘာမှပူစရာမရှိတော့ပူစရာမရှိတော့မပူခင်ဗျငွေကြီးကြီးအတွက်ပူနေရပြီဆိုရင်သင်ဖယားမယုံတတ်သေးလို့ဖယားကတိတ်တစ္ဆာရှိတယ်ဖယားငွေကြီးမှမဟုတ်ကွာဘာတစ်ခုတော့မှပူစရာမလိုယုံနာမှန်သွားရင်ဒါကြောင့် right believing leading to right living ဆရာဒေးဗစ်လာရဲ့ဆရာဒေးဗစ်လာအဲ့ဒီစကားကိုကျွန်တော်ရဲ့ version နဲ့ဘာသာပြန်မယ်နော် right believing leading to right living မှန်ကန်စွာယုံကြည်တတ်မှန်ကန်တဲ့အတ္တတာထဲကိုဆွဲခေါ်သွားတယ်ဟုတ်လား okay ဒါပဲကျွန်တော်ပြောမယ်မှန်ကန်စွာယုံကြည်တတ်လာရင်ရုပ်ပေါက်လာတာကျွန်တော်ဘာသာပြန်လိုက်တာတဲ့တို့လဲဘာရုပ်လဲဖယားသားရုပ်ဖယားသမီးရုပ်ပေါက်လာတာဖယားသားသမီးရုပ်ဆိုတာကဘာလဲလို့ပြောလာတဲ့အခါမှာဟိုလူအားကိုးချင်တာမျိုးဒီလူအားကိုးချင်တာမျိုးဟိုလူရှိမှဒီလူရှိမှဟိုလူကူညီမှဒီလူကူညီမှဆိုတဲ့အတ္တတာမဟုတ်တော့ဘူးဥမဗျာကျွန်တော်တတ်တာသူများတော့တိတ်ကြိုက်မှာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထောင်နဲ့လေကျွန်တော်ရဲ့စတိုင်ကကြီးလိုက်ရင်သူများဘယ်လိုခေါ်လဲထောက်မကျိုးတဲ့စတိုင်မို့ဗျာချိုးမှုတော့ဆောင်နေကြတော့ဒီလိုနေရတယ်လေလမ်းလျှောက်ရင်တော့ကျွန်တော်လမ်းလျှောက်တဲ့စတိုင်ကျွန်တော်ရှောက်မှာပဲစတိုင်နဲ့ဟာဘာလာတရေလို့ဘာလို့နဲ့ဟာကိုယ်ကိုရှောက်တယ်လို့ရှောက်တော့ဘာဖြစ်လဲမကျွန်တော်ပြောနေတာအမြဲတမ်းပြောတယ်ဘာလို့ပြောလဲဆိုတော့ပြောပြမယ်လာမယ့်အနာဂတ်မှာဖခင်လုံးမဲ့အရာကိုကြိုတင်မြင်တယ်မှတ်ထားဟိုလေတိုက်ခိုက်တာများလာလေတင်တတိထားတော့တင်းရဲ့လာမယ့်အနာဂတ်ကောင်းကြီးอ่ะရှေးတင်းကိုတိုက်ခိုက်တာမရှိသေးဘူးဆိုရင်ဒီဘာမရှိသေးဘူးတင်းဘယ်သူမှစိတ်မဝင်စားဘူးတင်းကိုလောကမှာရှိလို့ရှိမှတော့မသိဘူးသူတို့ကတိုက်ခိုက်လာပြီဆိုတော့တင်းတော်တော်ဟုတ်နေပြီမတိုက်ခိုက်သေးဘူးတင်းဘယ်မှမရောက်သေးဘူးတတောင်းစားဘယ်သူမှတွားပြီးတော့မှမတိုက်ခိုက်ဘူးတတောင်းစားသူဟာနဲ့သူပဲနော်သူ့ဘဝနဲ့သူစင်မွားရှိတယ်ကောင်ပဲအမျိုးစုံဟိုပြောဒီပြောမယ်မှတ်တာညီကိုမောင်မအားလုံးကျွန်တော်တို့ကတော့ဘသူကြောင့်မှမဟုတ်ဘူးဖယားသားသမီးဖြစ်တာနဲ့ကိုကျွန်တော်တို့ရဲ့မင်္ဂလာကအယံကြီးမားနေပြီ